အလုံသမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကမောင်ဆိုသည်ဇွန်လ15ရက်နေ့ကပဲခူးတိုင်းဒေသကြီးရှိကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းပဲခူးမှာဝန်ထမ်းများအားတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်မှစကားပြောကြားပြီးဝန်ထမ်းများ၏တင်ပြချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးသည်တင်တန်းကျောင်းအတွင်းဂဟေဆက်တင်တန်းဖွင့်လှစ်ပို့ချနေမှုနဲ့အထည်ချုပ်တင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုခြေနေများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများသည်ပဲခူးတိုင်းဒေသကြီးအတွင်းရှိအထည်ချုပ်စက်ရုံများမှအလုပ်သမားများလုပ်ငန်းခွင်အတွင်းလုပ်ငန်းဆောင်ရွက်နေမှုအလုပ်သမားများ၏ရပိုင်ခွင့်များဆောင်ရွက်ပေးထားမှုများနဲ့လုပ်ငန်းခွင်ဘေးရန်တွေကင်းရှင်းရေးနဲ့ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနဲ့အညီဆောင်ရွက်ထားရှိမှုအခြေအနေများအားတွားရောက်ကြည့်ရှုစစ်ဆေးပြီးအေဂျင့်တိုင်ရသောလုပ်ငန်းခွင်များဖြစ်အောင်ပန်တီးဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများသည်လူမှုဖူလုံရေးအဖွဲ့ရွေလျားစေကူတာရင်ဖြင့်အလုပ်ဌာနအရောက်ကွင်းစင်စေကူတာဆောင်ရွက်ပေးနေမှုများအားလိုက်လံကြည့်ရှုခဲ့ပါသည်လူမှုဖူလုံရေးအဖွဲ့မှအထည်ချုပ်စက်ရုံ3ရုံရှိအာမခံအလုပ်သမားများအားရွေလျားစေကူတာရေးအဖွဲ့ရွေလျားစေကူတာရင်များဖြင့်လုပ်ငန်းခွင်ရောက်သွားရောက်ပြီးလိုအပ်သောစေကူတာမှုနှင့်စေဝါထောက်ပံ့ပေးခြင်းများဓာတ်ခွဲစမ်းသပ်စစ်မှုများ ECG စစ်ဆေးခြင်းများကိုဆောင်ရွက်ပေးခဲ့ပါသည်ပဲခူးတိုင်းဒေသကြီးအတွင်းမှာ4မြင်းဆောင်2025လမှ3မြင်းဆောင်2026လအထိဈေးဘိုးအမှုတွေ2185အတွက်ကျပ်တန်း454တက်သမ98တက်တန်းပေးရခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ